Hi, အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့ဝင်းဝါဖူဖြစ်ပါတယ်ကျမတို့ဒီနေ့တငယ်ချင်းနေနဲ့သွားတဲ့နေရာကတော့မလေးရှားနိုင်ငံရဲ့မင်းမြို့မှာရှိတဲ့ Groga ဆိုတဲ့တောင်ပေါ်ဒေသလေးတစ်ခုပဲတောင်ပေါ်ဒေသတော့မဟုတ်ဘူးတောင်ပေါ်တစ်ခုပေါ့နော်အဲ့ဒါကိုတငယ်ချင်းတွေအကုန်လုံးနဲ့ဗီဒီယိုပါမယ်အားလုံးပဲလိုက်ခဲ့ကြပါဦးဒီတော့ဖတ်တာပြန်လာကိုယ်Didi, sini Didi. Tengok sini. Hello. Hai. Ada ke jalan susah dengan senang? Ada ke? Oi. Oh my god. Ini dia Kak. Ini enggak ada ni nah. Ini tengok di belakang. Mana ai ambil mah? Yes. Tadi đây. Oh my god. Oi. Boleh. Gila. You nak angkat angle. Ôi Kể nó ra Không thì mình trả lục bà đi đi Oh my god Oh my god Nó ra Tôi không mình trả lục bà đi Thế không này Anh chậm ra cổng về Cô dây Trời đi trả là rồi Oh my god Jangan lupa ni. Ni mesti lai baho. Lan rồi. Nó kìa. Chi ăn hả sẽ bị jangan lupa đi. Pure shell thôi. Cici Ngã sẽ mi chả Luar đi Nó ra Sao ya mi chả luar đi deh Kamera itu untuk makan-makan aja
那个，那个。ဟိုလေးရောက်ပြီးနောက်ပြီးတော့ဒီမှာလေဆိုတော့နောက်ထပ်300မီတာကျန်သေးရယ်ပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့သွားဖို့အစီအစဉ်ရှိတော့ပေါ့နော်ဆိုတော့ဒီမှာရင်လည်းရန်ကားလိုက်ပါမယ်ဆိုတော့ဒါအပေါ်ရောက်လာတဲ့view ပေါ့နော်ဆိုတော့အရန်ကိုလှပါတယ်ဒီပြပြမယ်နော်လူလဲတော်တော်လေးကိုပြိုင်းသွားတယ်ပေါ့နော်တော့ကြည့်ပါဘာလို့ဟာတက်ပုံကြီးအများကြီးရိုက်ခဲ့တယ်ဆိုတော့ဒါအပေါ်ကနေပြီးတော့မြင်ရတဲ့ဒီပေါ့ဒီဆိုတော့အဲ့ဒါပြီးတော့အောက်ကိုပြန်ပြီးတော့ဆင်းတော့မယ်ပေါ့နော်အပေါ်ဆက်မတက်နိုင်တော့မောလို့ငါကနတ်တကယ်တော့အောင်ကြီးကိုရောက်ပါတယ်အဲ့ဒီလိုဆိုအိုင်မစီချေဒီက ပုံမှန်ဆိုလို့ရှိရင်တော့သူများတွေကမနက်ခင်းဆိုလို့ရှိရင်6နာရီခွဲလောက်တက်ကြရပေါ့နော်ဒါပေမဲ့ကိုရဲ့ဒီနေ့နောက်ကျရဲဒီကို8နာရီလောက်မှရောက်တာဆိုတော့လေတက်တာနောက်ကျရပေါ့နော်အားလုံးပဲဒီ season လေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးတဲ့သူတွေအကုန်လုံးကိုကျေးဇူးများတင်ပါတယ်တက်တာ It's hard to breathe, but that's alright.